အားလုံးမင်္ဂလာပါခင်ဗျာကိုဘိုထွန်း channel မှာကြိုဆိုပါရစေဒီတစ်ခေါက်ကျွန်တော်ပြန်လည်မျှဝေပေးမှာကတော့ဒီလိုမျိုးပတ်စံထဲနဲ့ပန်ပုံးမှာပတ်စံပြန်ထုတ်တဲ့နည်းလေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ညီကိုတွေပတ်စံထုတ်လို့ဆိုလို့ရှိရင်ပတ်စံထုတ်တဲ့ပုံးဆိုပြီးတက်ရှိပါတယ်ဒါပေမဲ့အခုမြင်တွေ့နေရတဲ့ပုံးကဒါပတ်စံလာပြီးတော့ထဲနဲ့ပုံးဖြစ်ပါတယ်ဒီလိုမျိုးပတ်စံလာပြီးတော့ထဲနဲ့ပုံးမှာပတ်စံပြန်ပြီးတော့ထုံးတဲ့နည်းလေးကိုဒါကျွန်တော်ညှဝေပေးမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့နေရာတွေမှာဆိုလို့ရှိရင်ပတ်စံထဲနဲ့ပုံးပဲရှိတယ်ပတ်စံထုံးတဲ့ပုံးမရှိတာတွေပါတယ်ရှိခဲ့တာပေါ့။အဲ့လိုနေရာတွေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ညီကိုတွေဒီနည်းလေးကိုကြည့်ပြီးတော့ပတ်စံလွယ်ကူကူထုတ်လို့ရအောင်ကျွန်တော်အနေနဲ့တင်ပေးရခြင်းဖြစ်ပါတယ်။ကဲဒီလိုမျိုးပုံးမှာပတ်စံထုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ပန်ကတ်ယူလာမယ်နော်ပန်ကတ်ကိုအရင်ဆုံးကျွန်တော်တို့ဒီမှာထည့်လိုက်မယ်ပန်ကတ်ကိုထည့်ပွားပြီဆိုလို့ရှိရင်နော်နှိဝက်နံပါတ်6လုံးရိုက်ထည့်မယ်နှိဝက်နံပါတ်6လုံးရိုက်ပွားပြီဆိုရင်ဒီလိုပေါ်လာမယ်ဒါဒီနည်းလေးမှဆိုရင်တော့ကျွန်တော်မြန်မာစာနဲ့ပြပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကအိုင်းစာနဲ့ပဲပြပေးတာများတယ်နော်ဒီနည်းလေးမှာပမာစာနဲ့ပြမဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီအခုပြတာနဲ့မြန်မာဆိုတဲ့နေရာရဲ့တက်ကခလုတ်ကိုနှိပ်လိုက်မယ်နှိပ်ပွားရေးဆိုလို့ရှိရင်ကျွန်တော်တို့ငွေထုတ်ယူမယ်ဆိုတော့အပေါ်ဆုံးကခလုတ်ကိုထပ်နှိပ်မယ်ယူရရင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစုငွေဆိုတဲ့နေရာကိုထပ်နှိပ်မယ်ပြီးဆိုရင်ထုတ်ယူလို့ဒီငွေပမာဏကိုရွေးချယ်ပါဆိုရင်ကျွန်တော်တို့ဘယ်လောက်ထုတ်ခြင်းလဲကျွန်တော်ကရတယ်ဆိုတော့ကျွန်တော်က100ပဲထုတ်လိုက်မယ်ကျွန်တော်ကဒါတင်ပေးတယ်ဆိုတော့100ပဲကျွန်တော်ထည့်လိုက်မယ်နော်200ဆိုလို့ရှိရင်200နှိပ်300ဆိုရင်300နှိပ်400ဆို400နှိပ်လို့ရတယ်ဒီလိုဆိုလို့ရှိရင်မှန်ပါသည်ဆိုတော့အပေါ်ဆုံးကခလုံးနေရာကိုထပ်နှိပ်မယ်စိတ်ပွားဆိုရင်လောက်ဆောင်ချက်ပြုလုပ်နေပြီးစတာခဏစောက်တိုင်းမှာဆိုရင်စောင်းတဲ့နေရာခဏလေးစောက်ပြီနော်စောက်ပြီးရင်ကျွန်တော်တို့ဒီမှာပုံးလေးပွင့်လာလို့ဆိုရင်ဒီမှာပတ်တရာထွက်လာပြီပေါ့နော်ကဲပြီးသွားလို့ဆိုရင်ကျွန်တော်တို့ပန်ကောက်ကိုလည်းယူဖို့မမေ့နဲ့နော်ပန်ကောက်ကိုယူဖို့မေ့ခဲ့မှဆိုရင်ဒီမှာငွေပမာဏဘာနဲ့မှစီးနေငွေပမာဏကိုထပ်ပြီးတော့သူကရတာပြီလေနော်ထုတ်လိုက်တဲ့ငွေက100လို့ဆိုရင်ဖြတ်ပိုင်းယူမယ်ဆိုရင်ဒီနေရာကိုနှိပ်မယ်မယူဆိုလို့ဆိုရင်ဒီနေရာကိုနှိပ်လိုက်မှာဆိုရင်ကျွန်တော်ယူရမယ်ဒီဘက်ခလုတ်ကိုနှိပ်မယ်နော်ဒီဘက်ခလုတ်နှိပ်လိုက်မယ်โอเคအဲ့ဒါဆိုလို့ဆိုရင်ဘန်ကတ်ကိုအရင်ယူနော်မေ့မှာဘန်ကတ်မေ့ပြီးတော့ကြံခဲ့လို့ဆိုရင်သူကခဏနေလို့ဆိုရင်သူကမြူချလိုက်ရောမယူနဲ့လူမရှိဘူးဆိုရင်ဒီဘန်ကတ်ကြံနေလို့ယူနဲ့လူမရှိဘူး5မိနစ်လောက်ဆိုရင်ကမြူသွားတယ်နော်ဒီလိုဆိုရင်ကျွန်တော်တို့ဒီမှာဘန်စလေးကိုယူပြီးတော့ကြည့်လိုက်မယ်နော်ဘန်စလေးရဲ့အဖြတ်ပိုင်းမှာဆိုရင်ဒီမှာသူရေးထားတယ်နော်ဘတ်100ထုတ်တယ်9000နဲ့900နဲ့929ဘတ်ကျန်တယ်ပေါ့နော်သူရေးထားတယ်နော်ဒီပတ်စံထုတ်လိုက်ပြီကဲအားလုံးမင်္ဂလာပါနော်နော်ပြနဲ့နီးလေးကိုကြည့်ပြီးတော့အားလုံးအဆင်ပြေကြပါစေနော်တန်တဲ့လူဆိုရင်တော့လည်းမကြည့်နဲ့ပေါ့နော်ကြော်သွားကြပေါ့တကယ်လို့မတန်တဲ့သူဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ like share လေးနဲ့ပြီးတော့ subscribe လေးနဲ့ပြီးပါလို့နော်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗီဒီယိုလေးကိုလည်းdownload ဆွဲပြီးတော့နိုင်လာလို့ရတယ်နော်လိုချင်တဲ့နေရာမှာသွားပြီးတော့ပြန်သုံးလို့ရတယ်နော်ကဲအားလုံးတက်တာပြီဆိုလို့ရှိရင်တော့ဒါ app စီလေးဗန်ရဲ့အရှိမှာပေါ့နော်bye bye